မင်္ဂလာပါရှင်စာချပိုး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျွန်မကတော့စာချပိုးပါစေဝါပညာရှင်တယောက်ဖြစ်ပါတယ်ရှင်ဒီနေ့တော့ပေါ့နော်ဆရာတို့ဆရာမတို့ကိုကျွန်မအနေနဲ့ပေါ့နော်ဒီဆေးပေးရနေပေါ့လေဒီ dispensary မှာဆေးပေးနေကျွန်မတတိထားမိတဲ့အချက်ကလေးတစ်ချက်ပေါ့နော်ဘာလဲဆိုလို့ရှင်ဒီ physician ကြီးတွေပေါ့နော် physician ကြီးတွေကဒီစီးချိုနဲ့သွေးတိုးနဲ့နှစ်ခုလုံးရှိတဲ့လူနာတွေကိုသွေးတိုးကြစေပေါ့နော်ဒီ anti hypertensive agent တွေပေးတဲ့အချိန်မှာပေါ့နော်သူတို့ကဒီတယ်မီဆာတန်လေးကိုပိုကြိုက်လာကြတယ်ပေါ့နော်တယ်မီဆာတန်ကျမကြည့်ကြည့်တာအဲ့လို type 2 diabetes လည်းရှိတယ် hypertension လည်းရှိတယ်ဆိုလို့ရှိရင်လူနာတော်တော်များများဟိုတနေ့ဆိုကျမတို့တယ်မီဆာတန်ဒီနာမည်ကိုပေါ့နော် prescription တော်တော်များများတွေ့မိတယ်ဆိုတော့ဘာကြောင့်မလို့ပေါ့နော်ဒီစီးချိုနဲ့ဒီပေါ့နော်ဒီသွေးတိုးနှစ်ခုပေါင်းနေတဲ့ဒီလူနာတွေမှာဘာကြောင့်ပေါ့နော်ဒီဆရာဝန်ကြီးတွေတမားတော်ကြီးတွေကတယ်မီဆာတန်ကိုပိုကြိုက်တယ်လဲဆိုတာကိုပေါ့နော်ကျမရဲ့ပေါ့နော်ဒီအသိပညာလေးနဲ့ပေါ့နော်နည်းနည်းသုံးသက်ပေးကြည့်ကြပါရှင်ဟိုဒီဗီဒီယိုကကျတော့ဒါ HCP တွေပေါ့နော် Healthcare Practitioner တွေအတွက်ရည်ညွှန်းတဲ့အတွက်ကြောင့်မလို့ပေါ့နော်terms တွေလည်းအများကြီးပါနိုင်နေပေါ့နော်တကယ်လို့မှဒီတာမန်မိဘပြည်သူတွေအနေနဲ့နားလည်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမရဲ့ဒီ TikTok ဒီ message ကနေပြီးတော့မှလာမေးလို့ရတယ်ပေါ့နော်ကျမအကုန်လုံးအသေးစိတ်ရှင်းပြမယ်ပေါ့နော်ဒီဗီဒီယိုထဲမှာတော့ကျမကဆရာတို့ဆရာမတို့ target ထားတဲ့အတွက်ကြောင့်မလို့ကျမဒီမှာတော့ terms တွေနဲ့လည်းဘယ်ပေါ့နော်ရှင်းပြခွင့်ပြုပါရှင်အဲ့တော့ Temmisartan ဆိုတာဘာလဲဆိုလို့ရှိရင်အားလုံးသိတဲ့အတိုင်းပဲပေါ့သူဒီ ARB ပေါ့နော် ARB တော့ angiotensin 2ကိုပေါ့နော်81 receptor ကနေလာပေါင်းတာကိုဒါအားလုံးသိတဲ့ mechanism ပေါ့နော်လာပေါင်းတာကိုသူကဒီ block လုပ်တဲ့ဟာပေါ့နော်အဲ့တော့ဒီသူကဒီဘာသူပေးလိုက်လို့ရှင်ဘာဖြစ်မလဲဆိုတော့ vasodilation ဖြစ်မယ်ပေါ့နော်ဒါတွေကတော့သိပြီးသားတွေပဲရှင်aldosterone release တွေနှေးသွားမယ်သွေးကြောတွေကျယ်စေမယ်ပေါ့နော်အဲ့ထဲမှာကျမတို့ကနာမည်တွေဆိုလို့ရှင် TAN နဲ့ဆုံးတယ်ပေါ့နော် losartan တို့ valsartan တို့ temmisartan တို့အဲ့ဒီမှာကကျမကပေါ့နော်အခုတတိယတာလေးပြောရလို့ရှင် losartan ဆိုလို့ရှင်ဒါမှယူရိုကို uric agent ရှိတယ်ပေါ့လေ uric acid ကိုနည်းနည်းလေးကျစေတဲ့အတွက်ကြောင့်မလို့သူကဒီ uric acid များတဲ့လူနာတွေမှာဆိုလို့ရှင်တော့ losartan ပေးတယ်ပေါ့အဲ့တော့ကျမတို့ကပေးလေးရှိတယ်ဟိုကျွန်မသတိထားမိတယ်ပေါ့နော်အဲ့တော့ကျမတို့အနေနဲ့လူနာတွေကိုရှင်းပြချင်တယ်ဆိုလို့ကျွန်တော်တွေးလို့ကြစေခြင်းအတူတူဘာကြောင့်ကျွန်တော်ကိုလူစာတန်ပေးထားလဲဆိုယူရစ်အက်ဆစ်လေးပေါ့နော်ဒါနည်းနည်းကြစေနိုင်လို့ဆိုပြီးကျမတို့ရှင်းပြချင်တယ်ဆိုရင်လူနာဖောက်မယ်ဆိုကြခဲ့ပေးလို့ရတယ်ပေါ့နော်အခုနကဒီတယ်မီစာတန်ဘာကြောင့်ပေးလဲဆိုတာပြန်ဆက်ရရင်ကြတော့လေသူ့မှာလေတယ်မီစာတန်မှာဘာရှိလဲဆိုတော့ဒီ PPAR gamma ဆိုတဲ့ပေါ့နော်ဒီ activity လေးရှိတယ်ပေါ့နော်ဒီ PPAR gamma ဆိုတာဘာလဲဆိုတော့ဒါperoxisome proliferator activated receptor gamma လို့ခေါ်တာဘာလို့ပေးလဲဆိုတော့အဲ့ကောင်ကကြတော့ဒီပေါ့နော် glucose နဲ့ lipid metabolism မှာပါနေတဲ့ဒီ neuron ဗီဇလက္ခဏာတွေ genes တွေကိုတော့ regulate ပေါ့နော်ထိန်းညှိပေးတဲ့ nuclear transcription factor တခုပေါ့အဲ့ PPAR gamma activity ကဒီတဲခုနကတော့ဒီ temmisartan လေးမှာသူဒီဘာဖြစ်လဲဆိုတော့နည်းနည်းလေးရှိနေပေါ့နော်နည်းနည်းလေးရှိနေတယ်ဆိုတော့ partially ပေါ့အများကြီးအဲ့လိုအပြည့်အဝမဟုတ်ပဲအဲ့ဒါအပြည့်အဝရှိတာဆိုတော့ကျမတို့သိတဲ့ဟိုဒီတိုင်ယာဆိုလဒင်းတိုင်အောင်တွေပေါ့နော် pyroglutathione တို့ rosiglitazone တို့ဒါ type 2 diabetes မှာသုံးတဲ့ဟာတွေ rosiglitazone ကတော့ဒါ CV ပေါ့နော် cardiovascular risk ရှိရဆိုရင်မသုံးတော့ဘူးပေါ့ဒီ pyroglutathione တို့လူစေးမျိုးအဲ့လိုမျိုးအာနိသင်လေးသူ့မှာနည်းနည်းလေးရှိတယ်နည်းနည်းတော့အများကြီးဒီ PPAR gamma activity အများကြီးရှိတော့လဲဘာဖြစ်လဲဆိုတော့weight gain တွေရမယ်ပေါ့နော် weight gain တွေရမယ်ပြီးတော့ renal sodium reabsorb ပေါ့နော်ဒီကြောက်ကကနေပြီးတော့ sodium စုပ်ယူတာတွေကိုများစေတဲ့အတွက်ကြောင့်မလို့ fluid retentionတွေပါရလာတာရှိတယ်ပေါ့နော် osteoporosis တွေပါရလာရှိတယ်ပေါ့ PPAR gamma ရဲ့ဒီအာနိသင်ကအပြည့်ရတယ်ဆိုအခုကသူက losartan လေးရကြတော့ partially ပဲရတာအဲ့ရဲ့ sorry temmisartan လေးကကြတော့ partially ပဲရတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့တော့ glycemic control ကောင်းတယ်ပေါ့နော်ဒီစီချိုနဲ့ပတ်သက်လို့ဒီထိန်းချုပ်မှုကောင်းတယ်ပြီးတော့အဲ့တော့သူက hypertension လည်းရှိမယ်ပေါ့နော်သွေးတိုးလည်းရှိမယ်စီချိုလည်းရှိမယ်ဆိုရင်ဒါလေးကိုပေးတယ်ပြီးတော့ new onset diabetes ကိုမဖြစ်စေဘူးဆိုတာဘာလဲဆိုတော့ထပ်ပြီးတော့မှသွေးတိုးတဲ့လူနာမှာ diabetes ပေါ့နော်စီချိုထပ်မဖြစ်အောင်လို့လည်းသူ့ကိုပေးတယ်ဆိုလို့ရှင်ဒါအခြားဆေးတွေထက်ဥပမာကွာဟို thiazide diuretic တို့နောက် beta blocker တွေပေးမယ်ဆိုလို့ရှင်အဲ့ကောင်တွေじゃ thiazide ဆိုလို့ရှင် hypokalemia ဖြစ်တဲ့အခါကျတော့သူက insulin စစ်
ထုတ်မှုဆို impair insulin secretion impair ဖြစ်စေတယ်ဥပမာပြောရအောင် beta blocker တွေဆိုလဲအဲ့လိုပဲသူက weight တက်တဲ့ insulin sensitivity ကြတယ်ဆိုတော့အဲ့တော့ beta blocker တွေ thiazide diuretic တွေရှင်လို့ရှင်ဒီ temsirtan 400ဆိုလို့ရှင်ခုနကပြောတဲ့ PPAR gamma activity လေးနည်းနည်းလေးပါနေတဲ့ခါကျတော့ zero ဒီ glycemic control သူကကောင်းစေတယ်ပေါ့နော်အားကြောင့်မို့အဲ့ဒါလေးနဲ့တော့တွဲပြီးတော့ပေးတယ်ပေါ့လေအဲ့တော့ဒီ temsirtan ကိုဘယ်နေရာမှာ first try အနေနဲ့ဆရာဝန်ကြီးတွေကပေးကြလဲဆိုတော့ဒီ hypertension နဲ့ခုနကပြောသလို type 2 diabetes ရှိတဲ့လူနာတို့နော် hypertension နဲ့ metabolic syndrome ပေါ့နော်အဲ့လိုမျိုးရှိတဲ့လူနာတွေမှာဆိုလို့ရှင်ပေးတယ်ပေါ့တချို့ကျတော့လည်းဟို enan 5ပေးလို့ချောင်းဆိုးတဲ့ enalapril ပေါ့နော် enalapril 5 mg ပေးလို့ချောင်းဆိုးတာတို့ဒီ angio ဒီမှာဆိုမျက်နှာရောင်တာတို့ဘာလို့ရှိတဲ့လူနာတွေဆိုလဲဒီ temsirtan လေးကိုပေးတယ်ပေါ့နော်အဲ့လိုမျိုးလေးပေးတယ်သူကများသောအားဖြင့်တော့40 mg ပေါ့နော်40 mg OD ပေးတယ်ပေါ့အဲ့ဒါမှသူက maximum ဆိုလို့ရှိရင်80 mg OD လောက်ထိပေးတာတွေ့တယ်ပေါ့နော်ကျွန်မအများသောအားဖြင့်တွေ့တာတော့40 mg OD တွေ့မိတယ်ပေါ့နော် temsirtan နောက်ပိုင်းတော်တော်သုံးလာကြလို့ကျွန်မလည်းဟိုစိတ်ဝင်စားလို့ပေါ့နော်ဘာကြောင့်ဒီလိုမျိုးtemsirtan ရန်ပေါ့နော်ကြိုက်လာကြရလဲဆိုတာကိုဟိုတွေးကြည့်လိုက်တာပေါ့နော်အဲ့တော့ပြီးတော့အဲ့ temsirtan လေးကတော့ dose dependent လည်းမဟုတ်ဘူးဆိုလိုတာ dose ဟို80ပေးမှာခုနလိုမျိုးပေါ့နော် PPAR gamma activity ရမှာမဟုတ်ဘူး40နဲ့လည်းသူဒီ metabolic benefit လေးရတယ်ပေါ့နော်အားကြောင့်မလို့ဒါသုံးတယ်ဆိုတာလေးကိုကျွန်မဘုဟုတုဒအနေနဲ့ဒါဆရာတို့ဆရာမတို့လာပြီးတော့ပေါ့နော်ဖတ်ထားတာလေးကိုလာပြီးတော့ sharing လုပ်ခြင်းဖြစ်ပါတယ်ရှင်တတိထားမှာကြတော့ ACEI နဲ့ ARB ကတော့အတူတူသွားပေးလို့မရဘူးပေါ့လေ enalapril တို့ temsirtan တို့လိုအတူတူပေးတဲ့အခါဆိုလို့ရှိရင် hyper ကယ်လီမီယာတွေဖြစ်မယ်ပေါ့နော်အခုလက်ဆီယန်တွေသွေးထဲမှာများတာတို့ဒီ acute kidney AKI ပေါ့လေ acute kidney injury ပေါ့ကြောက်ကက်ကိုထိခိုက်တာရုပ်တရက်ထိခိုက်တာတို့ပေါ့ဟိုဖြစ်တယ်ပေါ့နော်အားကြောင့်မလို့ပေးဖို့တော့မသိတော့ဘူးဆိုတာလေးကိုလာပြောပြခြင်းဖြစ်ပါတယ်ရှင်ဟိုအရန်မြန်နေဖြစ်ဖြစ် medical terms တွေအများကြီးပါပြီးတော့နားမလည်တာဖြစ်ဖြစ်ခွင့်လို့ပေးကြပါလို့မြတ်တရားခံရပါတယ်ရှင်ဆရာတို့ဆရာမတို့အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်